ချိန်နလပေးရုံနဲ့ကိုပိုင် 3D design တွေ 3D animation တွေဖန်တီးသက်သွားမယ်ဆိုရင်ရုံပါလားဒါဆိုရင်တော့ Shin Learning Hub ရဲ့အခြေခံကနေတက်မြောက်တဲ့ဒီသင်ကြားပေးရမယ် Blender online သင်တန်းလေးကနေကြိုဆိုလိုက်ပါတယ်ဒီသင်တန်းလေးမှာတော့ Blender နဲ့ 3D model တစ်ခုကိုအခြေခံကနေလုံးဝတက်မြောက်တဲ့ဒီဘယ်လိုဖန်တီးရမလဲဆိုတာကိုသင်ကြားပေးရမှာပါဒါအပြင် 3D model တွေကိုအသက်ဝင်အောင် texture နဲ့ UV mapping ထွဲနည်းတွေ material အကြောင်းတွေကိုစနစ်တကျသင်ကြားပေးရမှာဖြစ်ပါတယ်ပြီးတော့ကိုဖန်တီးထားတဲ့ 3D design တွေကိုရမိုက်တဲ့ lightning တွေပေးပြီး runner ထုတ်တာတွေကိုလုံးဝအခြေခံကနေသင်ကြားရမယ့်ပြင် graphic designer တွေအတွက်မရှိမဖြစ်လိုအပ်တဲ့ product market တွေ 3D logo နဲ့ product animation ဖန်တီးခြင်းတွေကိုလည်းသင်ကြားပေးရမှာဖြစ်ပါတယ်ဒီသင်တန်းကယခုမှစပြီး Blender ကိုစလေ့လာခြင်းသူတွေကိုပိုင် 3D design နဲ့ 3D product market တွေဖန်တီးခြင်းနဲ့ graphic designer တွေ 3D model တွေကို 3D print ထုတ်ပြီးလုပ်ငန်းလုပ်ခြင်းသူတွေအပြင် 3D animation လုပ်ခြင်းသူတွေအတွက်အထူးသင့်တော်တဲ့သင်တန်းလေးပဲဖြစ်ပါတယ်ဒီလိုမျိုးသင်ခန်းစာတွေအများကြီးပါတာကိုမှသင်တန်းချင်း38,000တာကြာမဲ့ပြင် recording video တွေပါပြန်ပြီးသင်ပေးရမှာဖြစ်လို့လုံးဝကိုအဆင်ပြေတဲ့သင်တန်းလေးပဲဖြစ်ပါတယ် Okay ဒါဆိုရင်တော့သင်တန်းအပ်ဖို့အတွက် Shin Learning Hub ရဲ့ Facebook page, Telegram နဲ့ Viber မှာလည်းဆက်သွယ်ပြီးစုံစမ်းနိုင်ပါတယ်ရှင်